တဲထိတ်ရင်ဖိုးစရာကောင်းပြီးဆွေးမြေ့ွယ်ရာအငွေ့တက်လေးပါသူ့မြရင်နဲ့ကျောင်းဟောင်းကဆန္ဒရတန်ဆိုတဲ့တရေဇလန်းလေးကိုဖတ်ပြပေးလိုက်ပါတယ်။ကျောင်းဟောင်းကဆန္ဒရတန်မိုးတဲထန်စွာရွာသွန်းနေတဲ့ညတညပေါ့အပြင်မှာမိုးချင်းတန်တွေစူညံနေပေမဲ့ကျောင်းဝင်းကြီးထဲမှာတော့လူသူကင်းမဲ့ပြီးတိတ်ဆိတ်ခြောက်ခြားဖွယ်ကောင်းနေပါတယ်။ကျွန်တော်နာမည်ကကောင်းထက်ပါကျောင်းကပွဲအတွက်ပြင်ဆင်စရာရှိလို့တငယ်ချင်းတွေနဲ့အတူညနေတဲ့အထိကျောင်းမှာနေခဲ့ကြတယ်ပြန်ခါနီးမှကျွန်တော်အရေးကြီးတဲ့မှတ်စုစာအုပ်ကျောင်းဆောင်ဟောင်းထဲမှာကြံခဲ့တာတတိယသွားတယ်။ကျောင်းဆောင်ဟောင်းဆိုတာကကျောင်းရဲ့အနောက်ဘက်အစွန်ဆုံးမှာရှိတဲ့စစ်ကြိုခေတ်ကလေးကစောက်ထားတဲ့နှစ်ထပ်ဆောင်အိုကြီးပါအဲ့ဒီအဆောင်ကိုအခုနောက်ပိုင်းကိုတောင်သဘောမျိုးပဲတုံးတော့တာမို့လူတူအရောက်ပေါက်နေတယ်ဒါပေမဲ့ကျွန်တော်တို့အတန်းပိုင်ဆရာမကပွဲအတွက်ပစ္စည်းတွေကိုအဲ့ဒီအဆောင်ကအခန်းတစ်ခန်းမှာတင်ခိုင်းထားတာလေထူးဆန်းသောအတန်းကျွန်တော်ဓမီတလက်ကိုကင်ပြီးအဆောင်ဟောင်းဘက်ကိုတယောက်တည်းထွက်လာခဲ့တယ်တစ်သားကြမ်းခင်းတွေကကျွန်တော်ခြေလန်းလိုက်တိုင်းကျွီနဲ့အတန်မီနေတဲ့လေတိုက်လိုက်တိုင်းပြင်းပေါက်တကားရွက်တွေရိုက်ခတ်တန်ကလွှဲရင်ဘာတမ်းမှမကြားရဘူးပစ္စည်းထားတဲ့အခန်းကဒုတိယထပ်မှာပါလှေကားအတိုင်းတက်လာပြီးစင်ကြံလန်းအတိုင်းရှောက်လာတော့ရုတ်တရက်တင်းတောင်းတင်းကျွန်တော်ခြေလန်းရက်သွားတယ်အတန်ကတိုးပေမဲ့ပြက်သားတယ်အဲ့ဒါဆန္ဒရတန်ပဲဒီအဆောင်ဟောင်းပေါ်မှာဘသူကများဆန္ဒရလာတီးနေမှလဲပြီးတော့ဒီအဆောင်မှာဆန္ဒရပြက်ကြီးတစ်လုံးရှိခဲ့ဘူးတာကလွှဲရင်အကောင်းစားဆန္ဒရမှမရှိတာအတန်ကစင်ကြံလန်းအစုံကဂီတအခန်းစီကလာနေတာပါစူးစမ်းလိုစိတ်နဲ့ကြောက်စိတ်ရောထွေးနေပေမဲ့ကျွန်တော်အတန်လာရစီကိုခြေတန်းလုံးအောင်ရှောက်သွားမိတယ်ဂီတခန်းထဲကအရေးအခန်းတကားဝကိုရောက်တော့ဆန္ဒရတန်ကပိုကျဲလာတယ်တချင်းတန်စင်ကအရန်ကိုဝမ်းနေစရာကောင်းပြီးဆွေးမြေ့နေတဲ့ရှေးခေတ်တချင်းတစ်ပုဒ်ပါကျွန်တော်တကားကိုအသားလေးတွန်းကြည့်တော့မပွင့်ဘူးဒါနဲ့တကားကြားကအပေါက်လေးကနေအထဲကိုချောင်းကြည့်လိုက်တယ်အခန်းထဲမှာဖုံတွေတက်နေပြီးမှောင်မဲနေပေမဲ့လပြေဝင်းရဲ့အလင်းရောင်ပြင်းပေါက်ကနေဝင်နေတာကြောင့်အရာရာကိုဝိုးတဝါမြင်နေရတဲ့အခန်းထောင်ကဆန္ဒရအိုကြီးရဲ့ရှေ့မှာမင်းကလေးတစ်ယောက်ထိုင်နေတယ်သူမကကြောင်းစိမ့်ထက်ပြီးနဲ့အဖြူရောင်ကြောင်းအင်ကြီးလက်ရှည်ကိုဝတ်ထားတယ်စပင်ရှည်ကြီးကခါးလေလောက်အထိကျနေပြီးကြောပေးထားတာကြောင့်မျက်နှာကိုမမြင်ရဘူးသူမရဲ့လက်ချောင်းတွေလေးတွေကဆန္ဒရခလုတ်တွေပေါ်မှာပြေးလွှားနေတယ်ကျွန်တော်ကြောတဲ့စိတ်ကနေဖြစ်သွားတယ်ဒီအချိန်ကြီးကျောင်းသူတယောက်ဒီနေရာမှာဘာလုပ်နေမှလဲရုတ်တရက်ဆန္ဒရတန်ရက်သွားတယ်သူမကတီးနေတာကိုရက်လိုက်ပြီးခေါင်းကိုဖြည်းဖြည်းချင်းမော့လာတယ်ပြီးတော့သူမရဲ့ခေါင်းကကျွန်တော်ချောင်းကြည့်နေတဲ့တကားပေါက်ဖက်ကိုတဖြည်းဖြည်းချင်းလဲလာတယ်လက်ရောင်အောက်မှာမြင်လိုက်ရတဲ့မျက်နှာကဖြူဖွေးပြီးတွေးဆုံနေတဲ့မျက်လုံးတွေကအခေါင်းပေါက်ကြီးတွေလိုမြင်းနဲ့နေပြီးပါးစပ်ကနရွက်တက်ချိတ်မတက်ပြုံးနေတယ်နားထောင်လို့ကောင်းလားအခန်းထဲကနေအတန်နဲ့ကြီးထွက်လာတဲ့အချိန်မှာပဲကျွန်တော်အော်ဟစ်ပြီးလှေကားအတိုင်းပြေးဆင်းခဲ့တော့တယ်ဘလို့အောက်ရောက်သွားမှန်းတော့မသိတော့ဘူးတငယ်ချင်းတွေရှိတဲ့နေရာရောက်မှပဲတတိပြန်ကတ်တော့တယ်နောက်နေ့ကျမှကျောင်းဆောင်ကြီးပြောပြလို့သိရတာကလွန်ခဲ့တဲ့10နှစ်လောက်ကဂီတဝါသနာပါတဲ့ကျောင်းသူတယောက်အဲ့ဒီအခန်းထဲမှာပဲနှလုံးရောဂါဖောက်ပြီးဆုံးသွားဘူးတဲ့သူမကမဆုံးခင်အထိဆန္ဒရတီးရတာကိုအယမ်းမျက်နှိုးခဲ့တာလေအခုချိန်ထိမိုးရွာတဲ့ညတွေဆိုရင်အဲ့ဒီအဆောင်ဟောင်းဘက်ကနေဆွေးမြေ့ပွဲဆန္ဒရတန်တဲတဲကိုကြားနေရတော့မှာပဲဒီဇလန်းလေးကိုသဘောကျမယ်လို့ထင်ပါတယ်ဗျာ